မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့မျှဝေပေးချင်တာကကျွန်တော်ပေးထားတဲ့ခေါင်းစဉ်တွေအတိုင်းပါပဲเนาะကျွန်တော်တို့ကဒီချိန်မှာဘာတွေရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေလဲရွှေလားဒေါ်လာလားအိမ်ချမ်းမြေလားကာလားအဲ့တော့အရင်ရက်ကဒီတင်တန်းတစ်ခုမှလည်းတင်တန်းသူတယောက်မေးခွန်းလေးမေးပါတယ်အဲ့ဒါကဒီကာလမှာတဲ့เนาะကျွန်တော်တို့ကျမတို့အနေနဲ့เนาะရွှေကနေရွှေကိုရောင်းပြီးတော့အိမ်ချမ်းမြေဝယ်ထားတင်လားဒါမှမဟုတ်လို့ရှင်မြေကိုရောင်းပြီးတော့ရွှေဝယ်တင်လားအဲ့တော့ဒီမေးခွန်းတွေကိုကျွန်တော်မဖြေခင်ပါပေါ့နော်အခုလက်ရှိဒီမေးခွန်းရှင်တွေအနေနဲ့ကစဉ်းစားရမှာကိုယ့်ရဲ့ယင်းနှိမ့်မြုံနှံမှုပုံစံကိုစဉ်းစားရမယ်ကျွန်တော်ခဏခဏလေးပြောခဲ့ပါတယ်လူတူနဲ့တူရဲ့ယင်းနှိမ့်မြုံနှံမှုပုံစံတွေမတူပါဘူးမတူတဲ့အခါမှာနော်ဒီကာလမှာဥပမာရွှေသမားကိုသွားမေးရင်တော့ရွှေကိုပဲတိုက်တွန်းပါပဲနော်အဲ့ဒီလိုပဲအိမ်ချမ်းပြေသမားကိုသွားမေးရင်လည်းအိမ်ချမ်းပြေအဓိကရောင်းဝယ်လုပ်တဲ့သူတွေကလည်းနော်အိမ်ချမ်းပြေလုပ်တဲ့အိမ်ချမ်းပြေကပိုကောင်းတယ်လို့ပြောသလိုเนาะကားသမားကလည်းဒီလိုပဲပြောမှာပဲเนาะဒေါ်လာလည်းဒီလိုပဲပြောမှာပဲအဲ့တော့ကျွန်တော်ကဒီနေ့မိတ်ဆွေတို့ကိုမြန်မာနိုင်ငံလက်ရှိအခြေအနေနဲ့ယင်းနှိမ့်မြုံနှံတင်တဲ့เนาะဦးစားပေးတော့ကျွန်တော်ပြောပါမယ်เนาะဒီ၄ခုထဲမှာဘယ်ဟာဦးစားပေးဖြစ်မလဲဆိုတာဒါကျွန်တော်အဆုံးသတ်မှာပြောပါမယ်ယင်းနှိမ့်မြုံနှံမှုတွေမှာဒီခုရွှေတို့ဒေါ်လာတို့အိမ်ချမ်းမြေတို့ကားတို့ရဲ့အားနည်းချက်အားသာချက်လေးတွေပြောချင်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်စပြီးတော့ဒီရွှေကိုပြောပါမယ်အဲ့တော့ရွှေကတော့ဒါအားလုံးသိတဲ့အတိုင်းပဲဒါရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင်သူ့ရဲ့အားသာချက်တွေကနံပါတ်1သူကဒီငွေကြေးခိုင်မာမှုတစ်ခုနဲ့ဒါသူ့ရဲ့ဒီတန်ဖိုးပေါ့နော် value ခိုင်မာမှုကတော့အင်မတန်အားကောင်းတယ်နောက်တစ်ချက်ကသူ့ရဲ့အားကောင်းချက်ကသူကငွေရောင်းရလွယ်ကူတဲ့ခါကျတော့နော်သူကဒီအင်မတန်ကျွန်တော်တို့အတွက်ငွေလိုတဲ့အချိန်မှာအချိန်မြေးထုတ်ပြီးတော့ရောင်းလို့လွယ်ကူတဲ့ပစ္စည်းတစ်ခုဖြစ်တယ်နောက်တစ်ချက်ကတော့သူလက်တလောဒီခက်ကာလအရာပေါ့နော်ခက်ကာလအရာပြောမယ်ဆိုရင်သူဟာတန်ဖိုးတစ်ခုကျနိုင်ဖို့အင်မတန်ခဲရင်းနဲ့property ပိုင်ဆိုင်မှုပစ္စည်းတစ်ခုဖြစ်တယ်ဒါကတော့သူ့ရဲ့အားသာချက်တွေနောက်တစ်ချက်ကသူ့ရဲ့အားသာချက်ကြီးကြီးမားမားပါလဲဆိုတော့အခြားသော properties တွေပိုင်ဆိုင်မှုတွေကိုသူက assets တွေကိုဒီစံထိုးပြီးတော့ဈေးနှုန်းတစ်ခုချိန်တဲ့အခါမှာရွှေကိုစံထားပြီးတော့ဒါချိန်ရတာရှိပါတယ်ဆိုတော့သူ့ကိုရောင်းပြီးတော့ဟိုတနေ့ကဆိုရင်ဒါမိတ်ဆွေတယောက်ပြောတာလေးဆိုကျွန်တော်သဘောကျပါတယ်သူကသူတဲ့ဒီခြံတစ်ခွက်ဝယ်ထားတယ်ပေါ့အဲ့ဒီတော့ကသူရောင်းလိုက်တဲ့ဒီအလေးချိန်ကလည်းရွှေရောင်းပြီးဝယ်ထားအဲ့ဒီတော့ကလည်းရွှေရဒီအလေးချိန်ပဲအခုဒီသူဂျားတော့မှရင်းနှီးမြှုပ်နှံတာ၄နှစ်လောက်ရှိပေါ့နော်အဲ့ဒီ၄နှစ်လောက်မှလည်းအခုတက်လာတဲ့ခြံပြည်စည်းရဲ့ပမာဏနဲ့ပြန်ရောင်းမယ်ဆိုလဲသူရမှတ်ဟာဒီရွှေလေးချိန်ပဲဟိုဘာမှမကွာပါဘူးပေါ့ပြောချင်တာဒါကြောင့်ကျွန်တော်တို့ကဒီရွှေကကျန်တဲ့ဒီ assets တွေကိုအဲ့လိုစံထိုးပြီးတော့သူကဈေးနှုန်းတတ်မှတ်ချိန်ဆလို့ရတဲ့အခြေအနေမျိုးတွေရှိတဲ့ခါကျတော့ရွှေကတော့သူ့ရဲ့အားသာချက်တွေကအဲ့လိုဟိုမမှားဘူးပေါ့နော်ရင်းနှီးမြှုပ်နှံမှုပုံစံထဲမှာမမှားဘူးဒါပေမဲ့အားနည်းချက်တွေရှိပါတယ်အဲ့တော့အားနည်းချက်ကဘာလဲဆိုတော့ပထမတစ်ချက်ကရွှေကတခြား assets တွေလို့မဟုတ်ဘူးသူကင်ထားပြီးသူ့ဘာမှလုပ်မရအောင်တင်ထားရုံပဲရမယ်နော်တက်လာရင်စောင့်မယ်နော်ပြီးရင်ခုနပြောသလိုကိုရောင်းကျင်တဲ့ကိုကရေရှည်ရင်းနှီးမြှုပ်နှံတာမျိုးမဟုတ်ဖ ೇನೆ ကိုကရေတိုသုံးမဟုတ်လို့ရှိရင်ကာလတစ်ခုပေါ့နော်မှလာပိုင်းနှစ်လက်လောက်ရင်းနှီးမြှုပ်နှံကြဒါပေမဲ့ကိုရောင်းတဲ့အချိန်မှာရောင်းကျင်တဲ့အချိန်မှာပေါ့နော်မဖြစ်မနေရောင်းဖို့လိုအပ်လာတဲ့အချိန်မှာဈေးကျနေတယ်ဆိုရင်ရောင်းလို့လွယ်တာပဲရှိမယ်ဒါပေမဲ့သူကဈေးအတက်ကျအဲ့လိုရှိတာ哦နော်ဒီရွှေရဲ့သဘောကဘာကြောင့်လဲဆိုတော့ကမ္ဘာရွှေဈေးဆိုတာဒါအချိန်နဲ့မျှနှိမ့်စင်နဲ့မျှပြောင်းနေတယ်ဒါ trading လောကမှာဆိုရင်ဒါအချိန်နဲ့မျှသူတို့ဈေးနှုန်းတွေကဒီပေါ်မှာရောင်းဝယ်လောက်ကြတာရှိတယ်ဆိုတော့ဒါကသူ့အတွက်ဒီအတက်ကျရှိနေတယ်ဆိုတဲ့အချိန်ကကိုယ့်အတွက်ဒါအားနည်းချက်တစ်ခုပြောလို့ရတယ်ဒါပေမဲ့နောက်ထပ်အားနည်းချက်တစ်ခုကကြတော့ဘာလဲဆိုတော့သူကဒီရွှေဒီတန်ဖိုးတစ်ခုတက်လာမှပဲသူ့ရဲ့ volume ကြီးလာတာဖြစ်တယ်လို့နော်ဒီဂျားထဲမှာ तू ကဝင်ငွေဖန်တီးပေးနိုင်တဲ့ပုံစံမျိုးဒါရွှေဒီမရှိဘူးဆိုတဲ့ခါကျတော့တခြားဥမာအိမ်ချမ်းမြေပဲဖြစ်ဖြစ်ဥမာကားပဲဖြစ်ပေါ့ဥမာဝယ်ထားပြီးရင်တော့ကိုကထားပါတော့ income တစ်ခုပေးနိုင်အောင်အိမ်ဆိုခြံဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပစ္စည်းတွေခြံစိုက်ထားမယ်ဒါမှမဟုတ်ရင်အငှားချထားမယ်ဥမာတိုက်ခန်းဆိုလို့ရှိရင်လည်းအိမ်ငှားတင်ထားမယ်ဒါနဲ့ဝင်ငွေတစ်ခုကိုဖန်တီးပြီးတော့တစ်ဖက်ကဒီကာဗာပြန်လုပ်လို့ရတာရှိနိုင်ပါတယ်เนาะရွှေမှာတော့အဲ့လိုမျိုးတော့မရှိဘူးဒါသူ့ရဲ့ဒီအားနည်းချက်အားသာချက်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကအိမ်ချမ်းမြေပေါ့အဲ့တော့အိမ်ချမ်းမြေကိုကြည့်မယ်ဆိုရင်အိမ်ချမ်းမြေဒီလက်ရှိအချိန်တွေမှာနော်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဟိုအရင်တော့ကကျွန်တော်တို့ဟိုကြားဘူးတဲ့စကားနဲ့ပဲပြောရင်ပါလဲဟိုမြေဝယ်မကြဆိုတော့နော်ရှေ့တော့ကကျွန်တော်တို့လူကြီးတွေပြောသလိုပေါ့
နော်တကယ်တော့ဒီကာလမှာလည်းအခုတောက်လျှောက်မှာတော့ဒီမြေရင်းနှီးမြှုပ်နှံမှုကလည်းမှန်ကန်နေတာတွေ့ရတယ်နောက်တစ်ချက်ကကျွန်တော်တို့နိုင်ငံရဲ့အခြေအနေပေါ့နော်နိုင်ငံရဲ့အခြေအနေကတခြားဒီစီးပွားရေးလုပ်ငန်းကြီးတွေအရန်သိပ်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေသေးတယ်ပေါ့ပြောချင်တာကတော့SME လုပ်ငန်းတွေဖွံ့ဖြိုးဖို့အားနည်းနေသေးတယ်နောက်ပြီးတခြားသောကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုပေါ့နော်လုပ်ငန်းတွေသိပ်မရှိတဲ့အချိန်မှာလူတွေကဘာလို့မှမသိတော့နော်ဒီလို HME ကိုဝယ်လိုက်ရောင်းလိုက်ပေါ့နောက်တချို့ကြတယ်စီးပွားရေးပုံစံပြောင်းတာအရင်ဆုံးသူအားသာချက်ပေါ့သူအားသာချက်ပြောမယ်ဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့နော်လက်ရှိငွေကြေးဖောင်းပွားမှုနဲ့နော်ဈေးကွက်အခြေအနေနောက်တစ်ခုကဒီနိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုရှိသေးတယ်နော်နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကကျွန်တော်တို့နိုင်ငံအနေနဲ့တော့အများကြီးဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်နေသေးတယ်ဆိုတော့ infrastructure တွေဆိုလဲကျွန်တော်တို့အများကြီးထပ်မံပြီးတော့ develop လုပ်ဖို့အများကြီးရှိနေတယ်နောက်တစ်ခုကဒီမျိုးပြပေါ့နော်မျိုးပြတိစောက်မှုပုံစံတွေဆိုလဲဒါအများကြီးလိုအပ်နေသေးတယ်လိုအပ်နေသေးတယ်ဆိုတဲ့အခါကျတော့ဒီ HME နဲ့ပတ်သက်တဲ့ဒီဈေးကွက်တစ်ခုကတော့အလားအလာတစ်ခုမှာတော့ရှိနေတာနော်ရှိနေတယ်နောက်ထပ်တစ်ချက်ကကျတော့သူကရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်သူကလက်ရှိကာလတန်ဖိုးတစ်ခုတည်းမြန်မာနိုင်ငံရဲ့ထုံးစံကတော့သူကတက်ပြီးကြတဲ့ထုံးစံသိပ်ပြီးတော့မရှိသလိုပေါ့နော်နည်းတယ်ဒါကတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ HMB မှာအားသာချက်နောက်ထပ်ကြီးကြီးမားမားအားသာချက်ကသူကဘာလဲဆိုတော့ဂျားထဲမှာသူကဟိုနေ့ကမိတ်ဆွေတယောက်ပြောသလိုဆိုသူကအဲ့လိုသူ့မြေခွက်ကလေးဝယ်ထားတယ်ဝယ်ပြီးသူအဲ့မှာအဆောင်လေးဆောက်လိုက်တယ်ဆောက်ပြီးတော့ဂျားထဲမှာခုနရွှေနဲ့ချိန်မယ်ဆိုရင်တော့သူကအရင်ပဲလို့ပြောလို့ရတယ်ရွှေအရင်တော့ရတဲ့အလေးချိန်နဲ့ပေါ့နော်အခုရမယ်အလေးချိန်နော်ရွှေနဲ့ဆန်ထွေးရင်တော့အတူတူပဲပေါ့ဒါပေမဲ့ဂျားထဲမှာ तू ကအဲ့လိုအိမ်ငှားလေးပြန်ပြီးတော့အဆောင်လေးငှားတဲ့လာစာ तू ပြန်ပြီးတော့ရတဲ့ပမာဏတစ်ခုကတော့သူ့ကိုဂျားထဲမှာသိန်းရာချီရှာပေးသွားတယ်ပေါ့နော်ဆိုတဲ့အရာလေးတော့သူ့မှာအဲ့လိုအားသာချက်တွေရှိဥပမာတိုက်ခန်းဆိုလေကိုကဝယ်ထားတယ်လောလောဆယ်အငှားတင်ထားတယ်တစ်ဖက်မှာအဲ့ငှားကပြန်ပြီးတော့ကိုယ့်ရဲ့ဒီရင်းနှီးမြှုပ်နှံထားတဲ့ငွေရဲ့ငွေတိုးနှုန်းတစ်ခုပေါ့နော်တတိယဖြစ်ပြောရင်တော့အဲ့ဒီဟာကိုပြန်ကာပါဖြစ်တယ်ပြန်ကာပါဖြစ်ပြီးတော့ဒီလို तू ကနောက်ဆုံးကိုကဈေးနှုန်းအရန်သိပ်မတက်ဘူးဆိုရင်တော့မှတစ်ဖက်မှာငှားကကို့အတွက်ဒါအကျိုးမြတ်တစ်ခုအနေနဲ့ပေါ့နော် तू ကမရှုံးအောင်ဟိုဖြီနိုင်တဲ့ဂယ်ပေါက်ပေါ့ကျွန်တော်ခဏခဏစီးပွားရေးမှာနော်ဟိုမိတ်ဆွေတွေကိုပြောလို့ရှိတဲ့စကားရှိတယ်အဲ့ဒါဘာလဲဆိုတော့စီးပွားရေးမှာဂယ်ပေါက်လိုတယ်နော်ဖြီဖို့အကွက်တစ်ကွက်လိုတယ်အဲ့တော့ကိုယ်လုပ်ငန်းအကြက်တဲတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ကိုဘယ်လိုဖြီမလဲအဲ့ဒါကြီးစဉ်းစားဖို့လိုပါတယ်ဒါက HMB မှာဒါအားသာချက်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့အားနည်းချက်ဒီ HMB မှာဒီလက်ရှိပေါ့နော်အခုအထက်မြင့်နေမှာဆိုလို့ရှိရင်တော့ခုနပြောတဲ့ငလင်တို့ပါလို့ဆိုခုတိုက်ခန်းစည်းကွက်တွေဆိုလို့ရှိရင်ကွန်တိုတို့ပါလို့ဆိုရင်ဒါဘန်ကောက်တို့ပါလို့မှလည်းတော်တော်လေးကိုတိတိတသာနော်အယောင်းဝယ်ကြာဆင်းတာတွေ့တယ်ထိုင်းမှာဆိုရင် HMB ကင်တဲ့သူတော်တော်များများပေါ့နော်တော်တော်များများဒီနောက်ပိုင်းကျွန်တော်ဒီကာလတွေပေါ့ဒီကာလတွေမှာဆိုရင်သတိထားမိတာဆိုအယောင်းတော်တော်များတယ်အဝယ်ထက်ဆိုင်အယောင်းတော်တော်များတယ်နောက်တစ်ခုကအားလုံးကစီးပွားရေးကြာဆင်းလာတာတွေ့တယ်ဒါထိုင်းနိုင်ငံရဲ့အခြေအနေပေါ့အဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲလက်ရှိမှာကျွန်တော်တို့ကအလုံးမရှိလို့တခြားဟိုဖန်တီးစရာပေါ့နော်ဟိုခေတ်ကာလအရာပေါ့နော်လုံးလို့ကင်လို့အဆင်မပြေတဲ့အခြေအနေတွေဖြစ်တော့သူကအကုန်လုံးကဒီ HMB နဲ့တိုက်ခန်းနဲ့ကားနဲ့ရွှေနဲ့ဒါမျိုးကိုဝင်ကြတာပါတကယ်တော့တခြားစိတ်ယုံလုံယုံတွေနောက်တခြားရောင်းဝယ်ဖောက်ကားမှုတွေခေတ်ကာလတွေကောင်းလာတဲ့ခါကျရင်သူက HMB ကနည်းနည်းလေးပြန်ငြိမ်သွားနိုင်တယ်ဒါကာလတစ်ခုပါပေါ့နော်ဒါတစ်ခုနောက်တစ်ခုကကြတော့သူကသူ့ရဲ့ဒီနောက်ထပ်အားနည်းချက်တစ်ခုကကြတော့ခုနအခွန်မူဝါဒတွေပေါ့အခုရက်ပိုင်းဆိုလဲဒါအားလုံးကြားရတယ်ဒီအခွန်ကိစ္စတစ်ခုပေါ့ဒါလည်းဖြစ်နိုင်ခြေရှိတယ်နိုင်ငံတကာမှာတော့ဒါကတော့ရှိနေတယ်ဆိုတော့ဒီလိုအခြေအနေကလည်းကျွန်တော်တို့ဟိုးအရင်တော့ကလည်းကျွန်တော်ပြောမှုတယ်အရင်ကျွန်တော်2019ဝန်းကျင်လောက်က2018လောက်ကပေါ့နော်ကျွန်တော်တို့ဒီ HMB နဲ့ပတ်သက်ပြီးတော့တကယ်ဆိုရင်သူကနိုင်ငံတော်ကအခွန်တွေလည်းတစ်ဖက်မှာဆုံးရှုံးနေတယ်တစ်ဖက်မှာလည်းသူကဒီဆက်လက်တွေပေါ့နော်ကင်ထားတယ်အခုဆိုရန်ကုန်မျိုးလေကောင်လိုနေရာမျိုးမှာတော့မှဟိုကြံမပြောနဲ့ဟိုတော့အယောင်းဝယ်ဆက်လက်တောင်မှလေတကယ်ကိုဟိုမိတ်တူလောက်ကင်ထားပြီးတော့ဟိုပိုင်ဆိုင်မှုလုပ်နေတဲ့လူတွေလည်းအများကြီးရှိတယ်တကယ်တော့အဲ့ဒီအရာတွေကရေရှည်မကောင်းပါဘူးရေရှည်မကောင်းသူကဘာဖြစ်လာနိုင်လဲဆိုတော့ဟိုမြေယာညင်းပွားမှုတွေလည်းဖြစ်လာနိုင်တယ်လို့နော်သိသိခံပြီးဆိုလို့ရှိရင်လည်းသူကမတရားသိသိတာမျိုးတွေဥပဒေရနိုင်ကျင့်တာတွေအများကြီးဒါတွေကဖြစ်လာနိုင်တယ်တော့ပြောချင်တာကဒီຢာတွေကိုတရားဝင်ပေါ့နော်ဟိုခွင့်ပြုဘယ်လိုခေါ်မလဲအခွန်တစ်ဖက်ကလည်းအခွန်ရမယ်เนาะနိုင်ငံတော်ဘက်ကလည်းဥမာအခွန်ရမယ်တင့်တဲ့အခွန်တစ်ခုပေါ့ဗျာเนาะဟိုမတရားတော့လည်းသွားချလို့မရအောင်ကျွန်တော်တို့အဲ့တော့ဆွေးနွေးတာဆိုလို့ရှိရင်သူ့ရဲ့မျိုးကွက်တွေလိုက်ပေါ့เนาะသူတို့တက်ဆိုင်ရာဒီအခွန်နှုံးသားနဲ့ရာပြတ်ဈေးနှုန်းတွေရှိပြီးသားပါအဲ့တော့အဲ့ဒီလိုမျိုးနဲ့သူကဘာလုပ်သွားမလဲဆိုထိန်းချောင်းသွားမယ်ဆိုရင်နောက်ဆုံးဟိုအမီပေါက်ဖောက်ဖို့အတွက်လူတိုင်းကဟိုလွယ်ကူအောင်ဖန်တီးပေးရမယ်เนาะအမီပေါက်ဖောက်ဖို့ဆိုပါစို့မိတ်ဆွေကအခုမြေကွက်တစ်ခုဝယ်လိုက်တယ်ဆိုရင်
ချက်ချင်းအခွန်တင့်တဲ့အခွန်နှုံးသားတစ်ခုနဲ့နာမည်ဆောင်လိုက်တာနဲ့အခွန်ဆောင်လိုက်တာနဲ့နာမည်ပေါက်ဖောက်မယ်ဆိုရင်ပေါက်သွားရင်သူဒီအဲ့ပေါ်မှာနော်မြေယာညင်းပွားမှုတွေလည်းတစ်ဖက်မှာယော့သွားမယ်နော်ဥပဒေဆိုးမှုလည်းဖြစ်လာမယ်နောက်တစ်ဖက်မှာကျတော့နောက်ဆုံး तू ကသူ့ရဲ့ဒီတရားဝင်နာမည်ပေါက်ပိုင်ဆိုင်မှုဖြစ်တဲ့ခါကျတော့အခြားသောစီးပွားရေးလုပ်ငန်းတွေမှာဆိုလဲနော် तू ကောင်း तू လုပ်လို့ရတယ်ပေါ့နော်ဒါကိုနာမည်ပေါက်ဖြစ်အဲ့လိုပဲနောက်ထပ်တစ်ယောက်ကိုရောင်းတဲ့ခါလဲကြာရင်လဲနောက်လူကဝယ်တဲ့ခါမှာပို့ပြီးရဲတင်းဝယ်နိုင်အခုအဲ့လိုမဟုတ်ဘူးအခုမြန်မာပြည်မှာကျွန်တော်သိတဲ့လောက်ဆိုရင်ဒါအဓိကအားနေချက်ကအဲ့ဒါပဲသူကဆက်ပြီးတော့ဒီပိုင်ဆိုင်မှုတချို့ဟာတွေဆိုရင်ဆက်လက်ပဲရှိတယ်ဘသူပိုင်ဆိုင်ခဲ့ပြီးတော့ဘလို့ဆိုဂျားထဲမှာ50လောက်ပြောင်းလာတဲ့ခါကျနောက်ဆုံးလူတွေတကယ်ဒီအမီဖောက်လုပ်တဲ့ခါကြလို့ရှိရင်အဲ့ဒီမှာတကယ်အာဂရိနော်အာဂရိဘာခေါ်မလဲလှုပ်ရှားလို့ကောင်းတဲ့အာဂရိဈေးကွက်ကြီးတစ်ခုဖြစ်လာတာပေါ့ဒါတွေကတော့အားနေချက်ကြီးမားရှိတယ်နောက်တစ်ချက်ကတော့ခုနပြောတယ်အခွန်အပြောင်းလဲပေါ့နော်အခွန်ရာဂိုင်နှုန်းပြောင်းလဲအဲ့တော့အခွန်ကပြောရင်ဒါဟိုမှာ5ကနေပြီးတော့ဆိုပါတော့7လောက် 2% 3% လောက်တက်တယ်ဆိုပေမဲ့တန်ဖိုးကြီးတဲ့ငွေပမာဏယင်းနှမြုပ်နှံတဲ့ဟိုမှာမြေဈေးမျိုးတွေဆိုလို့ရှိရင်အဲ့ပေါ်မှာသိမ်းပေါင်းနော်ရာထောင်ချီပြီးတော့ဟိုပမာဏတွေကွာသွားတာဖြစ်နိုင်သူ့မှာရောင်းလို့ဝယ်လို့မလွယ်ဘူးအခုချိန်မှာလူတွေကပြောရင်ဒါဟိုဝယ်တဲ့အချိန်မှာဒါเนาะအရန်ကိုဟောကာလာတစ်ခုဈေးတန်းတစ်ခုကဘယ်လောက်ထိအဝယ်တွေအရန်လိုက်တယ်ဖြစ်ပေမဲ့တကယ်ကိုရောင်းရင်တဲ့အချိန်မျိုးကြလို့ရှိရင်အဲ့ဒီကြရင်လာလိမ့်မယ်เนาะဟိုမိတ်ဆွေတို့အခုလက်ရှိပိုင်ဆိုင်နေတဲ့မြေခွက်တစ်ခုကိုရောင်းကြည့်ပါเนาะဟိုခုနဘသူကဘယ်ဈေးနဲ့ဝယ်နေတယ်လို့ဘလို့ဖြစ်တယ်ဆိုတာပြောတာတကယ်ပုံမှန်တစ်ခုတည်း short ပြီးတော့ပဲရောင်းကြည့်ချက်ချင်းပဲအဝယ်ရောက်လာတယ်မြေဆိုတာထိုက်မှရတာเนาะကျွန်တော်အဲ့ဒါကိုအင်မတန်လက်ခံတယ်เนาะကျွန်တော်ကိုယ်တိုင်လည်းဒီမြေနဲ့ပတ်သက်ပြီးတော့လုပ်ခဲ့တာရှိတယ်ရှိတဲ့ခါကျတော့တချို့မြေကထိုက်မှရတာကိုယ်နဲ့မထိုက်ရင်မရပါဘူးနော်အဲ့တော့ဟိုပြောချင်တာကဒီပေါ်မှာကျွန်တော်တို့ကယင်းနှမြုပ်နှံမှုအားနေချက်အားတာကြနောက်ထပ်ကျွန်တော်ဒေါ်လာပေါ့နော်ကားတော့ကျွန်တော်ပြီးမှပြောဒေါ်လာကတော့ဒါအများကြီးသိပြောစရာမရှိဘူးဒေါ်လာကကျွန်တော်တို့အနေနဲ့လက်တလောမှာဟိုအားသာချက်ကတော့သူကဟိုပုံမှန်ဒီသူ့ရဲ့ဒီနိုင်ငံတကာစံနှုန်းတွေခုနရွှေဆိုလဲဒေါ်လာကိုပဲသတ်မှတ်တယ်နော်အင်ချန်ပီပဲဖြစ်ဖြစ်တခြားသောကျွန်တော်တို့ကုန်စည်နှုန်းခုသုံးဆွဲနေတဲ့အသုံးဆောင်ပစ္စည်းအားလုံးကဒေါ်လာဈေးပေါ်မှာအခြေခံတယ်အခြေခံတာဖြစ်တဲ့အတွက်သူအားသာချက်ကတော့သူဒီနိုင်ငံတကာဒီငွေကြေးဈေးကွက်ရဲ့ဒါစံနှုန်းသတ်မှတ်ချက်မှာသူကပေတံတစ်ခုလို့ရှိတယ်အဲ့တော့ဒေါ်လာကင်ထားရင်လည်းသူကတချို့အရာတွေမှာလက်ရှိပေါ့နော်ဒါဘယ်လိုခေါ်မလဲကျန်တဲ့ပစ္စည်းတွေနဲ့ခုနရွှေလိုပဲတစ်ဖက်မှာလည်းသူကလဲလှယ်မှုလုပ်တဲ့အခါမှာသူ့ရဲ့အားသာချက်ကထိန်းထားတာပေါ့နော်ကိုယ်ငွေဥမာဒေါ်လာထိန်းထားတာလို့ဒါအားသာချက်အနေနဲ့ပြောတာနော်ဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့အားနည်းချက်တွေအများကြီးရှိအဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံအနေနဲ့ဒေါ်လာကဂိုင်ဆောင်ခွင့်မရှိဘူးတစ်ချက်ပေါ့နော်သုံးစွဲခွင့်ကျွန်တော်ရောင်းမှုခက်တယ်နောက်ပြီးရင်လည်းဒီတရားမဝင်ဈေးကွက်တစ်ခုမှာတော့ကျွန်တော်လုပ်လို့ရတဲ့အခြေအနေပေါ့ဗျာဒါလက်ရှိအခြေအနေပြောတာနောက်တစ်ဖက်မှာကျတော့သူကဒေါ်လာဒီသူကတက်ဆိုင်ရာနိုင်ငံတွေရဲ့ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ဒီငွေလဲလှယ်နှုန်းပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ဆိုပါတော့ဒေါ်လာဈေးအတက်အကျဒီဒီအဲ့နိုင်ငံကကျွန်တော်တို့ကစီးပွားရေးအရန်ကောင်းလို့ဒေါ်လာဝန်လန်းတွေအရန်များလို့ဥပမာဒေါ်လာဈေးကိုဆွဲချလိုက်တယ်ဆိုပါစို့เนาะအဲ့လိုဆွဲချလိုက်တယ်ဆိုတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ဒေါ်လာတွေကိုအများကြီးကင်ထားမယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ကိုကြက်ငွေနဲ့တွက်မယ်ဆိုရင်တခါပြန်ပြီးတော့ကြက်ငွေကမာလာရင်ကိုရှုံးမယ်เนาะအဲ့တော့ကြက်ငွေကပြန်ပြီးတော့ခုနပြောလို့ကျလာတယ်ငွေကြေးပေါင်းမှုတွေမြင့်လာမယ်ဆိုရင်မြတ်ဆိုတော့ဒေါ်လာရဲ့ခုနပြောတဲ့အားနည်းချက်မှာအဲ့လိုအတက်ကျကြမ်းကြမ်းနဲ့နိုင်ငံတစ်ခုရဲ့ဒီအပြောင်းလဲပေါ့နော်ဈေးနှုန်းအပြောင်းလဲတွေကသူတို့အပေါ်မှာလူတစုအပေါ်မှာပဲမူတည်တယ်ပေါ့ပြောချင်တာကတော့နော်သက်ဆိုင်ရာလူတစုအပေါ်မှာပဲမူတည်တာဖြစ်တဲ့အတွက်သူကရွှေထက်စားရင်တော့ဒါအားနည်းချက်အများကြီးရှိပါတယ်နောက်ဆုံးတစ်ချက်ကကားပေါ့အဲ့တော့ကားကဒီယင်းနှမြုပ်နှံမှုတွေအကုန်လုံးထဲမှာပြောရလို့ရှိရင်ဒါမြန်မာနိုင်ငံကတော့တော်တော်များများကားရပြောရင်ကျွန်တော်လည်းကားနဲ့မစိမ့်ပါဘူးဒါကားဈေးကွက်မှာကျွန်တော်တို့ကောင်းကောင်းနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့လူတွေပါအဲ့တော့ပြောချင်တာကဒီကားဆိုလို့ရှိရင်လေကျွန်တော်တို့လက်ရှိပေါ့နော်မြန်မာနိုင်ငံရဲ့ကားဈေးနှုန်းဒီတကယ်မူရင်းလာတဲ့ပေါ့နော်ဟိုစက်ရုံကထားပါတော့သွင်းတဲ့နိုင်ငံပေါ့နော်အဲ့ဒီနိုင်ငံတွေရဲ့တကယ်ဒီထုတ်လုပ်မှု production ဒီ value တစ်ခုထက်ဆိုင်တော့အရန်ကိုကျွန်တော်တို့အစတော်တော်များများမြင့်နေတာတွေ့ရတယ်အဲ့ဒါတော့အထူးသဖြင့်ကတော့အခွန်ပဲနော်အခွန်နဲ့ကျွန်တော်တို့ခုနပြောတဲ့သက်ဆိုင်ရာနိုင်ငံတစ်ခုခုသွင်းတဲ့အခါမှာဒီ delivery shipping နေပေါ့ဗျာဒါသယ်ယူပို့ဆောင်အစရှိတဲ့ဟာတွေရဲ့ကန့်သတ်မှုတွေပေါ့နော်ဒါတွေကြောင့်ကားဈေးနှုန်းကမူလဒီဈေးကွက်ကနော်မသိန်း1000တန်ကဗမာပြည်ကိုရောက်တဲ့ခါမှာအနည်းဆုံးသိန်း3-4တောင်လောက်အဲ့လို3-4စားလောက်အထိနော်ရာခိုင်နှုန်းနဲ့ပြောရင်ဟိုရာခိုင်နှုန်း200-300လောက်အဲ့လိုဟိုမြင့်သွားတဲ့ဟာအခွန်တွေကြောင့်ဖြစ်နေတာဖြစ်တယ်အဲ့တော့ကားဒီသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့လက်ရှိမြန်မာနိုင်ငံကဒီကာ
ကားတင်သွင်းမှုတွေကိုကျွန်တော်ပြန်လေ့လာကြည့် model အခုဒီဘက်နောက်ပိုင်းမှာနည်းနည်း model အမြင့်တွေသွင်းနေဆိုရင်ပဲတကယ်တန်ဖိုးတစ်ခုအရာဟိုအရင်ကျွန်တော်ဂျပန်ကားဟောင်းဈေးကွက်တစ်ခုပေါ့ဗျာအဲ့ဒါကမြန်မာနိုင်ငံလောက်မပြောနဲ့နော်ဂျပန်လိုနိုင်ငံမျိုးနောက်အမေရိကန်လိုနိုင်ငံမျိုးနောက်ဩစတြေးလျလိုနိုင်ငံမျိုးတွေเนาะကျွန်တော်လေ့လာကြည့်တဲ့အခါမှာအဲ့ဒီမှာသူတို့ဒီ2010ဝန်းကျင် model တွေတော့အများကြီးတုံးနေတာတွေ့တော့မြန်မာကဘယ်လောက်ချမ်းသာနေလို့ဟိုဒီလိုအောက်ကားတွေကိုသွားပြီးတော့ဟိုဘယ်လိုခေါ်မလဲတခါလေဟိုပယ်ပစ်မယ်လို့ဘာဖြစ်မယ်လို့မရပါဘူးเนาะထိုင်းတို့ကျွန်တော်တို့တဲ့အရန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့လုံးလို့မရတာနော်ရှိနေတယ်သူ့ရဲ့ဒီ class တစ်ခုရှိနေတယ်နောက်တစ်ခုကဥရောပလိုနိုင်ငံမျိုးမှာဆိုရင်သူကအရေးကြီးတာပါလဲဆိုတော့ model အရန်နှိမ့်တာကိုသူကပြဿနာမဟုတ်ဘူးအဓိကကားရဲ့ဒီတက်တန်းတိုးတဲ့ခါမှာနော်တက်တန်းတိုးတဲ့ခါမှာကားရဲ့ suspension နောက်ကားရဲ့ engine ရဲ့တကယ်ဒီကြန့်ခိုင်မှုပေါ့နော်ဒါတွေကောင်းနေတယ်ဆိုရင်သူကဈေးတောင်ပိုကြီးလာတယ်နော်ဘာဖြစ်လို့လဲဆိုတော့အန်တိတ်ဖြစ်လာတော့ကျွန်တော်တို့ကကန့်တက်တဲ့အခါမှာနော်သူ့ရဲ့သက်ဆိုင်ရာပေါ့ဗျာဒီကာညနာတို့ဘာတို့မှာဒီတိုင်းကျွန်တော်တို့ကပေးတာမျိုးထဲဥပမာလမ်းပေါ်မှာမီးခိုးတွေတူနေတော့ဒါမျိုးကတော့ထိုင်းလဲမခံဘူးကျွန်တော်တို့သိတယ်လို့ဆိုရင်ဥပမာထိုင်းနိုင်ငံမှာဆိုလဲမီးခိုးထွက်တဲ့ကားကြီးဖမ်းလာပဲနော်အရေးကြီးတာပါလဲဆိုအဲ့ဒါတွေကိုသက်ဆိုင်ရာဒီရင်ပိုင်ရှင်တွေကပြုပြင်သွားမယ်ဆိုရင်ကားဟောင်းဈေးကွက်တစ်ခုကလည်းသူ့အနေနဲ့သူရေရှည်မှာရှိနေမယ်နော်ငွေမပြောင်းပြက်အောင်ဆိုတာတဲ့သူကလည်းအဲ့လိုပဲရောင်းလိုက်ဝယ်လိုက်နဲ့ရေတိုးပေါ့နော်ရေရှည်ကတော့ကားကိုသွားဆင်စားလို့မရဘူးနော်ရေတိုအနေနဲ့လုံးဝကိုငွေထိန်းထားတယ်ပြီးရင်လည်းပြန်ပြီးတော့ तू ကအိမ်ချမ်းမြေထက်စာရင်တော့ကားကနည်းနည်းပို့ပြီးတော့ရောင်းလို့လွယ်တယ်နော်ရွှေထက်တော့ရွှေပြီးရင်ပေါ့လေရွှေပြီးရင်ဒေါ်လာပြီးရင် तू ကအိမ်ချမ်းမြေထက်စာရင်တော့ तू ကရောင်းလို့ဝယ်လို့နည်းနည်းလေးမြန်တဲ့ထဲမှာကားပါနိုင်တယ်ပေါ့နော်ဒါပေမဲ့သူ့မှာအားနည်းချက်ကြီးမားမားတွေရှိတယ်ဟိုရွှေလိုမျိုးသွားပြီးတော့ဟိုကျွန်တော်တို့ကဟိုဘာမှဒီတိုင်းဟိုအလုံးထဲမပြတ်တာမို့အနည်းဆုံးတော့ကျွန်တော်တို့ဘာကြသွားမလဲဆိုတော့ဟိုမှာ model လိုက်ဆိုဥမှာအချိန်ကြာသွားတာ ਨੇ ခုနှစ်ကြာသွားမယ်နောက်ပြီးရင်ကျွန်တော်တို့ကဘာထပ်ကြာလာမလဲဆိုတော့စီးမယ်ဆိုရင်ဥမာငှားမယ်ဆိုရင်ခိုင်းမယ်ဆိုရင်ပြက်စီးတာပေါ့ဗျာဒီသဘောပဲကားမှာလည်းဒီတိုင်းပဲစီးနေတာဖြစ်တဲ့အတွက်သုံးနေတာဖြစ်တဲ့အတွက်ကားတန်ဖိုးတစ်ခုကတော့ဒီသုံးဆွဲမှုမှာဒီတန်ဖိုးရောတစ်ခုကြာသွားတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ကားကသူ့မှာဖြစ်နိုင်တာကအခွန်အဲ့တော့အခွန်နေတာအခုမြန်မာနိုင်ငံအနေနဲ့ကလုံးဝဒီအခွန်အရန်မြင့်နေတယ်မြင့်နေတာဖြစ်တဲ့အတွက်အဲ့ဒီအခွန်ကိုနော်ဖြတ်တော့တခုခုပေါ့နော်အခွန်တွေ short ပလိုက်တာမျိုးလုပ်ရင်တော့တစ်ဖက်မှာ short နိုင်ကြီးလည်းများတယ်နော် short နိုင်ကြီးလည်းများပါတယ်အဲ့တော့ထုံးစံတိုင်းပဲအခုဒီလိုစက်ကူးမှန်ကူးမှာဆိုအရန်လောက်တတ်တယ်နောက်တစ်ဖက်မှာခုနပြောလို့ဈေးတန်းကလည်းပဲဒီလိုစက်ကူးမှန်ကူးကာလတွေမှာအဖွဲ့အစည်းတစ်ခုနော်နိုင်ငံဒီခေါင်းဆောင်တွေအပြောင်းလဲတစ်ခုနော်အဲ့လိုအချိန်ပြောင်းတစ်ခုပေါ့နော်လောက်တဲ့အချိန်တွေမျိုးတွေဆိုရင်ဒီကားကိုသွားအဲ့လိုပြောင်းတာမျိုးတွေမူဝါဒပြောင်းတာမျိုးတွေအခွန်ပြောင်းတာမျိုးတွေပြောင်းတယ်ဆိုတာတိုးတာထဲလျှော့တာမျိုးတော့လုံနိုင်ချေပိုများတယ်အဲ့တော့ EV ကလည်းနောက်ထပ်သူ့မှာဒီအားနည်းချက်အားသာချက်တွေရှိအဲ့ဒါပါလဲဆိုတော့အခုလက်ရှိကျွန်တော်တို့ဟိုချက်ချင်းပေါ့ဗျာအခုဆိုလျှက်စစ်မီပြဿနာကြီးနဲ့တော့ဒီလိုပြဿနာကြီးနောက်ခီးသွားတဲ့ခါမှာဘယ်လောက်ထိ highway သွားလို့မရဘူးဒါ EV ဆိုလို့ရှိရင်နောက်မှကျွန်တော်ဒီမော်တော်ယာဉ်နဲ့ပတ်သက်တဲ့ဟာလေးတခုလောက်ပါအောင်ပဲအဲ့တော့ EV တွေနဲ့ကျွန်တော်တို့ဒီစီကားတွေနဲ့အားနည်းချက်အားသာချက်တွေအများကြီးရှိတယ်အဲ့တော့မြန်မာနိုင်ငံအနေနဲ့ကျွန်တော်ဒီ၄ခုတွေက recommend ပေးမယ်ဆိုရင် number 1ကတော့ရွှေဖြစ်ပါတယ်เนาะရွှေကတော့မိတ်ဆွေတို့အတွက်လက်ရှိခေတ်ကာလရအောင်အခြေအနေရအောင်အားလုံးအတွက်ပေါ့เนาะအားလုံးကျွန်တော်တို့အင်မတန်ခိုင်မာပြီးတော့ကောင်းမွန်တဲ့ဒီရင်းနှီးမြှုပ်နှံမှုတစ်ခု property ပိုင်ဆိုင်မှုတစ်ခုပစ္စည်းလို့ပြောလို့ရပါတယ်နောက်ထပ်ဒုတိယကတော့ကျွန်တော်တို့ကဒီအိမ်ချမ်းမြေဖြစ်ပါတယ်เนาะအိမ်ချမ်းမြေဖြစ်ပါတယ်အဲ့တော့အိမ်ချမ်းမြေကလက်တလုံးမှာလက်ရှိငွေကြေးဖောင်းပွားမှုနဲ့အခြားသောစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်မှုမရှိသေးခင်အကြားမှာတော့အိမ်ချမ်းမြေဈေးကွက်တစ်ခုကဆက်ပြီးတော့ရှိနေနိုင်သေးတယ်လို့ဒါနှစ်အပိုင်းခြားတစ်ခုเนาะရှိနေနိုင်သေးတယ်လို့ခန့်မှန်းပါတယ်နောက်နံပါတ်3ကတော့ဒေါ်လာဖြစ်ပါတယ်အဲ့တော့ဒေါ်လာကလက်တလုံးမှာဒီဈေးနှုန်းအပြောင်းလဲတွေရှိတယ်ဆိုပေမဲ့မြန်မာနိုင်ငံကဒေါ်လာရှားပါနေသေးတဲ့နိုင်ငံဖြစ်တယ်ဒေါ်လာဝန်လန်းနည်းနေသေးတဲ့နိုင်ငံဖြစ်တဲ့အတွက်ဒေါ်လာကတော့ပို့ပြီးတော့ခုနတတိယကျွန်တော်တို့တတိယဦးစားပေးပြောတာပေါ့နော်တတိယဦးစားပေးအနေနဲ့ထားပါတယ်နောက်ဆုံးကတော့ကားကိုတော့ကျွန်တော်နောက်ဆုံးမှထားပါတယ်ဗျအရေးကြီးတာကတော့ရွှေမှကားမှဒေါ်လာမှတော့ဒီ၄ခုထဲမှာကျွန်တော်ရင်းနှီးမြှုပ်နှံဖို့ပြောဆိုချင်တာမဟုတ်ပါဘူးအဲ့တော့မိတ်ဆွေတို့ဘယ်နေရာမှာကျွမ်းကျင်လဲကိုကထုတ်လုပ်မှုမှာကျွမ်းကျင်တယ်နောက်ကိုကဝန်ဆောင်မှုလုပ်ငန်းတွေမှာကျွမ်းကျင်တယ်နောက်အခြားသောကိုကဒီလုပ်ငန်းပေါ့ကိုကျွမ်းကျင်တဲ့ expert เนาะအဲ့ဒါကိုကြည့်ပါတကယ်တော့ဒီ၄ခုထဲမှာလောက်ရမယ်ဆိုတာမျိုးမဟုတ်ဘူးဒီ၄ခုကဘာလို့ရမလဲဆိုရင်ဒါเนาะကျွန်တော်ကဒီဟာကိုခွဲပြောပေးတာဖြစ်တယ်တကယ်တော့ကိုကျွမ်းကျင်တဲ့နယ်ပယ်နဲ့เนาะကိုရဲ့ရင်းနှီးမြှုပ်နှံမှုပုံစံနဲ့เนาะကိုလိုချင်တဲ့ profit တစ်ခုပေါ့เนาะအဲ့ဒီဟာကိုပေးစွမ်းနိုင်တဲ့နော်ရင်းနှီးမြှုပ်နှံမှုပုံစံတွေကိုရွေးပြီးတော့ဒါရင်းနှီးပါနော်ဘယ်နယ်ပယ်မဆိုခဲပေါက်မမိပါနဲ့နော်ကိုယ့်ရဲ့ထွက်ပေါက်တနည်းအားဖြင့်ကိုဘလို့ပြန်ဖြီနိုင်မလဲဆိုတော့စီးပွားရေးမှာ
အဲ့လိုဒီ risk ကိုပြန်ပြီး manage လို့ခေါ်တယ်ကျွန်တော်တို့ကိုယ့်ရဲ့ဆုံးရှုံးနိုင်ခြေတွေကိုပြန်လည်ကူစားနိုင်မဲ့เนาะအစီအမံတစ်ခုရှိတယ်ဆိုရင်ဘယ်လိုယင်းနှိမ့်မြုပ်နှံမှုမှာမဆိုမိတ်ဆွေနီးစပ်တယ်မိတ်ဆွေအတွက်ကျွမ်းကျင်တယ်မိတ်ဆွေဒီဟာကို confidence ရှိတယ်အဲ့တော့အခုကျွန်တော်ပြောတဲ့လုပ်ငန်း၄ခုထဲမှာလည်းဘယ်ဟာ confidence ရှိလဲပေါ့နော်အဲ့တော့ပြန်လုပ်ပါအဲ့တော့ခေတ်ကာလအနေနဲ့ဒါရွှေရနံပါတ်1အင်ချန်ပီယံနံပါတ်2ဒေါ်လာနံပါတ်3ကနံပါတ်4လို့ဒါကျွန်တော်ကရာခိုင်နှုန်းနဲ့ပြောတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်